မင်္ဂလာပါဗျာအခုကျွန်တော်ရောက်တဲ့နေရာလေးကတော့အိမ်မိုင်ဆိုဟိုဝင်းထဲမှာရှိတယ်ဒါ Snowlit Night Market ကိုရောက်နေတာဖြစ်ပါတယ်ဗျာဒီနေ့ကဆိုရင်ကျွန်တော်တို့ဒါ Snowlit Night Market ရဲ့ဒုတိယမြောက်နေ့ကိုဆက်လက်ပြီးတော့ကျင်းပပြုလုပ်ပေးနေရဖြစ်ပါတယ်ဒီညာစည်းတန်းကြီးကိုကျွန်တော်တို့ဇန်နဝါရီလ23ရက်နေ့ကနေဇန်နဝါရီလ25ရက်နေ့ထိကျင်းပပြုလုပ်ပေးနေတာဖြစ်ပါတယ်ဗျာဒီနေ့ကဆိုရင်တော့ဒုတိယနေ့လေးကိုရောက်ရှိလို့တာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီညာစည်းတန်းမှာဘလို့ဆိုင်ငန်းတွေဆက်လက်ပြီးတော့ဖွင့်လှစ်ရောင်းချပေးလာမယ်ဆိုတာကျွန်တော်ထပ်ပြီးတော့နာမည်လေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာအခုကျွန်တော်တို့ဒါအိမ်မိုင်ဆိုဟိုရဲ့ဝင်ပေါက်ကျွန်တော်တို့အခုရက်နေရအထိဝင်လာပြီဆိုရင်ကျွန်တော်ဒီဘက်လှည့်ထားဆိုတော့ဒီဘက်ညာဘက်အချမ်းလို့ပဲပြောပါကြစေဒီဘက်ညာဘက်အချမ်းမှာအစားအသောက်တွေတီးတန့်ရောင်းတဲ့ဇုံနှစ်ခုထားရှိပေးထားပါတယ်ဒီဘက်ကတော့ဇုံ1နဲ့ဒီဘက်ကဇုံ2ဖြစ်ပါတယ်ဗျာညာဘက်ကဆိုင်နေတဲ့အရင်ဦးဆုံးမိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့ပါကျွန်တော်ထူးထူးခြားခြားဒီဘက်ညာဘက်ထိပ်မှာရှိတဲ့ဒါအစားအသောက်ဇုံထဲမှာအရင်ဦးဆုံးရှိတာတော့ UAB Pay ပဲဖြစ်ပါတယ်ဗျာ UAB Pay ကနေပြီးတော့လဲဒါသုံးစွဲသူ customer တွေအတွက်တကယ်ကိုဒါ update လုပ်ချင်လို့ပဲဖြစ်ဖြစ်ပြီးရင်ကျွန်တော် top up လုပ်ချင်လို့ပဲဖြစ်ဖြစ်စသည်ဖြင့်ပေါ့နော်ကျွန်တော်ဒီမှာဆိုလေ game season လေးလည်း season ထားရှိပေးပါတယ် UAB Pay သုံးစွဲနေတဲ့ customer တွေရောမသုံးရသေးတဲ့ customer တွေအတွက်လည်းတခါတည်း account တွေဖွင့်သွားလို့ရပါတယ်ဗျာဒါကြောင့်မို့လို့ UAB Pay ကိုစိတ်ဝင်စားတဲ့ဧည့်သည်တော်များရှိခဲ့မယ်ဆိုရင်ဒီ counter လေးမှာလာရောက်ပြီးတော့မင်းမြတ်စုံစမ်းကြည့်လို့ရပါတယ်လက်ဆောင်တွေပါပေးနေဆိုတာလေးလည်းသတင်းအောင်လေးပေးချင်ပါတယ်ဗျာကဲဒီဘက်ကဆိုင်လေးပဲကျွန်တော်အမြန်ဆုံးလေးမိတ်ဆက်ပေးပါမယ်ဒီဘက်မှာဆိုရင်တော့ဒါမြိတ် area ပိတ်အစားစားတောက်ဆိုင်ကြီးဖြစ်ပါတယ်ဒီဘက်အချမ်းမှာဆိုရင်တော့ Daddy Food ဒီဘက်မှာဆိုရင်ကျွန်တော် Cornai ဒီဘက်မှာဆိုရင်ဒါ Teame ပြီးရင် Delight မာလာတန်ပြအကင်ဆိုင်ဒီဘက်အချမ်းမှာဆိုရင်တော့ဒါအိမ်ချက်ဒါတော့ကျွန်တော်တို့ဒါ True Not Wine ကချင် wine နဲ့ရိုစုံဆိုင်လေးပဲဖြစ်ပါတယ်မတို့ကရွှေညာသူရွှေညာသူပြည်ထမင်းသုံးတဲ့ဘဲသားမုတ်ဆိုင်ပဲဖြစ်ပါတယ်ဗျဒီဘက်ကတော့ကျွန်တော်ဒါမုတ်ရွာဖြစ်ပါတယ်မြမရိုးရာဒေသထွက်အစားအစာဖြစ်တဲ့မုတ်ရွာဆိုင်လေးပဲဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်နီနီဆိုင်လေးပဲဖြစ်ပါတယ်နီနီမန်းလေးမုတ်တီနဲ့အတုပ်ဆိုင်ပဲဖြစ်ပါတယ်ဒါကတော့ဝင်ပေါက်ဝင်ချင်းရဲ့ညာဘက်အချမ်းအစားအသောက်စုံပဲဖြစ်ပါတယ်ဘယ်ဘက်အချမ်းမှာရှိတဲ့ဘန်မိုး house မှာရှိတဲ့ဆိုင်တွေနဲ့လည်းဆက်လက်ပြီးတော့မိတ်ဆက်ပေးပါအောင်မယ်Bamboo House ကကြတော့တကယ်ကိုဒါခုနကျွန်တော်အခုအစားအသောက်ဇုံထဲမှာပဲနောက်ထပ်ဇုံတစ်ခုအနေနဲ့ဆက်လက်ပြီးတော့ဖွင့်လှစ်ထားတဲ့နေရာလေးပဲဖြစ်ပါတယ်ကဲဒီဘက် Bamboo House ကတော့ဒါကျွန်တော်အမိုးလေးနဲ့ရှိတဲ့နေရာလေးတစ်ခုပေါ့နော် decoration လှလှလေးနဲ့မိတ်ဆက်ရောင်းချပေးနေတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာမှာပထမဦးဆုံးမြင်တွေ့ရမယ့်ဆိုင်လေးကတော့မြာတောင်းညိုမိုဟင်းကားနဲ့အကျော်ဆုံးပြီးအတုပ်စုံတွေလည်းရမှာဖြစ်ပါတယ်ဗျာတကယ်ကိုဒါမြမရိုးရာအစားအသောက်တွေပေါ့နော်မိုဟင်းကားအတုပ်စုံအကျော်ဆုံးစသည်ဖြင့်စားကြတဲ့သူတွေအားလုံးအတွက်ခုံနေရလေးနဲ့တီးတဲ့စီစဉ်ပေးထားတဲ့မြာတောင်းညိုမိုဟင်းကားနဲ့အကျော်ဆုံးဖြစ်ပါတယ်နောက်ထပ်တစ်ဆိုင်ကတော့ top ဒီကြိုက်တဲ့သူတွေအတွက်ကျွန်တော်တို့ဒါမြ orchid premium has top ဒီဆိုင်လေးပဲဖြစ်ပါတယ်ဗျာဒီဘက်ကတော့ကျွန်တော်အုံးစိမ်းရေကြိုက်တဲ့သူတွေအတွက်ဒါကျွန်တော်လှိုင်ကိုကိုနဲ့အုံးစိမ်းရေနဲ့အုံးစိမ်းဂျယ်လီဆိုင်လေးပဲဖြစ်ပါတယ်သူ့အရှိမဆက်သွားမယ်ဆိုရင်တော့ဒီဘက်မှာမြင်တွေ့ရမှာ fruit မြန်မာဆိုတဲ့ premium import fruit တွေကိုတီးသက်ရောင်းချပေးတဲ့ဒါ counter တစ်ခုအနေနဲ့ထားရှိပြီးတော့ရောင်းချပေးနေတာဖြစ်ပါတယ်ဗျာဒီဘက်မှာတော့ကျွန်တော်ရဲ့မြန်မာရိုးရာစားတောက်ဖွယ်ရာတစ်ခုဖြစ်တဲ့ရွှေရင်အေးပဲဖြစ်ပါတယ်ဆိုင်ကတော့ဒါဦးကျော်ရွှေရင်အေးလို့ခေါ်ပါတယ်ဗျာရွှေရင်အေး order လေးလည်းတခါတည်းမှာသွားလို့ရသလိုကျွန်တော်ရွှေရင်အေးကြိုက်တဲ့သူတွေအတွက်ဆိုလည်းတခါတည်းဝယ်တောက်သွားလို့ရပါတယ်ကဲနောက်ထပ်ဆိုင်တစ်ဆိုင်ကတော့ကိုတိုဘူကီဆိုတဲ့ fan ကနေလာရောက်ရောင်းချပေးတယ်ကျွန်တော်နွားနိုးနဲ့နွားနိုးနဲ့ဒင်းချင်လည်းဖြစ်ပါတယ်ဗျာဒါကတော့ကိုတိုဘူကီ fan ကနေပြီးတော့လာရောက်မိတ်ဆက်ရောင်းချပေးတဲ့နေရာလေးပဲဖြစ်ပါတယ်ကဲနောက်ထပ်တစ်နေရာလေးကတော့ဒါကစင်ပိုင်းစက်သားတုပ်ဖြစ်ပါတယ်ဗျာစက်သားတုပ်ချိုင်းနေတဲ့သူတွေအတွက်တကယ်ကိုဒါစိတ်တိုင်းကြဒါတကယ်ကိုစားတောက်လို့ရမယ့်နေရာလေးတစ်နေရာလေးဖြစ်ပါတယ်သူ့ရဲ့ဘေးနားမှာရှိတာတော့လှဲထဲမှာစားကြည့်ဆိုတဲ့ကြက်ကင်ဆိုင်ပဲဖြစ်ပါတယ်ဗျာကြက်ကောစိတ်ကောအစားရှိသည်ဖြင့်ကျွန်တော်တို့ဒါအကင်ချိုက်တဲ့သူတွေအတွက်တကယ်ကိုစီစီကားကားနဲ့ရောင်းချပေးတဲ့နေရာလေးတွေပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ Bamboo House မှာနောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ဆိုင်တစ်ဆိုင်ပဲကြံပါတော့တယ်ဒါကတော့အားလုံးရဲ့ဒါဒီကနေ့
ဒီမှာလည်းအများနဲ့လူတွေစီကားပြီးတန်းစီနေတဲ့နေရာလေးပဲဖြစ်ပါတယ်ကိုကြီးရဲ့နံပြားစိတ်ပဲနဲ့ထောပတ်တို့ဆိုင်ပဲဖြစ်ပါတယ်ဗျာကိုကြီးဆိုအထူးမိတ်ဆက်ပေးစရာမလိုပါဘူးနံပြားဆိုလည်းတကယ်ကို order အပြည့်နဲ့ရောင်းချပေးတဲ့ဆိုင်လေးဖြစ်ပါတယ်ဗျာအားလုံးပဲပျော်ရွှင်စွာနဲ့အစားအသောက်တန်းတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်အိမ်မိုင်ဆိုမှာကျင်းပပြုလုပ်ပေးနေတဲ့ Snowlit Night Market ကြီးမှာဆိုရင်ဒါအစားအသောက်တွေတီးတဲ့ရောင်းချပေးတဲ့ဇုံတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဝင်ချင်းညာဘက်အချမ်းနဲ့ဒီဘက်ဘယ်ဘက်အချမ်းမှာအစားအသောက်ဇုံကြီးတစ်ခုရှိရဆိုတဲ့အကြောင်းသတင်းကောင်းလေးပါလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ကဲကျွန်တော်တို့ရဲ့ Snowlit Night Market မှာဖြောပြတင်ဆက်တဲ့ဇုံ event ဇုံလေးရှိပါတယ်ဗျာဒီဇုံမှာကျတော့ဘယ်ဟာအရင်ဆုံးမြင်တွေ့ရမလဲဆိုတော့အခုကျွန်တော်တို့နေ့စဉ်ဖြောပြတင်ဆက်မှုစီစဉ်ကျင်းပနေတဲ့နေရာလေးပဲဖြစ်ပါတယ်ဒါကတော့ပရိသတ်တွေတို့ပေါ့နော်လာရောက်ပြီးတော့ဈေးဝင်လာကြရင်မိဘပြည်သူချင်းလေးတွေနားဆင်ခံစားမယ်ပြီးရင်ပျော်ရွှင်စရာဂိမ်းလေးဆော့ပြီးလက်ဆောင်လေးရောက်နိုင်မယ်ကျွန်တော်တို့ဒါ event ဇုံ state နေရာလေးပဲဖြစ်ပါတယ်ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက်ကိုလည်းကျွန်တော်ခုံနေရာလေးတွေဒါပန်းချန်နဲ့ရောက်နေတယ်လို့ပြောပေါ့နော်ကျွန်တော်အိမ်မိုင်ဆိုဟိုကနေပြီးတော့စီစဉ်ထားရှိပေးထားတဲ့ဇုံပဲဖြစ်ပါတယ်ဒီ event ဇုံရဲ့ရှောင်းလန်းတစ်ချောင်းမှာဆိုင်ငန်းနှစ်ဆိုင်ရှိပါတယ်ဗျာ။ဘာဆိုင်လေးဆိုတော့ကျွန်တော်မိတ်ဆက်ပေးပါမယ်။ဒီဘက်ကဆိုင်နာမည်လေးကလည်းထူးထူးခြားခြားလေးပါဗျာ။သူ့ရဲ့ဆိုင်နာမည်လေးကဘီလက်ပြန်ချီတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဘီလက်ပြန်ချီတဲ့ပိုးတဲ့ဆိုင်လေးဒီမှာဆိုရင်ဒါအမျိုးသမီးဝတ်တဲ့ဒါချီတဲ့ပိုးတယ်လေးတွေပြီးရင်တိုက်ပုံလေးsorry ရင်ပုံးအင်ကြီးလေးလည်းရရှိမှာဖြစ်ပါတယ်။ဘီလက်ပြန်မြန်မာချိတ်လေးတွေပြီးရင်ကျွန်တော်ရင်မုံအင်္ဂလိပ်တွေစိတ်ဝင်စားတဲ့သူတွေကဘီလက်ပြန်ရှိပါတယ်ဒီဘက်မှာဆိုရင်တော့ဒါမင်းသမီးလေးဝေလာရီဖွင့်လှစ်ထားတဲ့ JNW Clothing ဆိုတဲ့မုံရိုးရာပိုးတယ်ချီတဲ့ဆိုင်ပဲဖြစ်ပါတယ်ဗျာနေ့စဉ်ဒါပရိသတ်တွေကြိတ်ကြိတ်တုံးနဲ့ဝေအားပေးတဲ့နေရာလေးပဲဖြစ်ပါတယ်ဝေလာနှုတ်ဆက်ပေးပါအောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဝေလာတို့ JNW Clothing မုံရိုးရာပိုးတယ်ချီတဲ့ဆိုင်ကနေပြီးတော့ကြိုဆိုပါရစေဟုတ်ဝေလာဒုတိယနေ့လေးမှာရောင်းအားချိန်လေးဒုတိယနေ့မှာတော့ရောင်းအားချိန်တွေကလုံးဝတိုးမပအောင်ပေါ့နော်အရင်ရောင်းရနေပါတယ်စိုင်းစားဖွင့်နေရပါတော့ဟုတ်အများကြီးရောင်းပါတယ်တကယ်ကိုတခဲနဲ့လာရောက်ဝယ်အားပေးကြတယ်ဝေလာပရိသတ်တွေရောဒီပွဲကိုလာတဲ့ပရိသတ်တွေများစွာလည်းတွေ့ရတယ်အဲ့ပေါ်မှာခံစားမှုလေးလည်းသိပြသေးဝေလာပျော်ပါတယ်ပရိသတ်နဲ့ထိုင်ရိုက်တွေ့ရတဲ့အတွက်ပျော်ပါတယ်ဟိုလာတို့ထမိန်လေးတွေကိုလည်းဒီကုန်းတကလာပြီးအားပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဝေလာဒီညမှာတချင်းဆိုမယ်လို့လည်းသိထားတယ်အဲ့ဒါလေးလည်းပရိသတ်တွေကိုဖိတ်ခေါ်ပေးပါအခုရောက်နေတဲ့သူတွေကိုပရိသတ်ကြီးမပြန်ပါနဲ့အောင်လို့ခဏနေဝေလာတချင်းဆိုတော့မှာပါလို့အားလုံးလိုက်ပြီးတူတူပျော်ပေးပါအောင်မပြန်နဲ့အောင်လို့ပြောချင်ပါတယ်ကျေးဇူးပါဝေလာနော်ပြီးဆုံးမယ်နော်တဒါကဲဒါတော့ကျွန်တော် event zone မှာရှောင်းလန်းတစ်လျှောက်မှာဖွင့်လှစ်ထားတဲ့ဆိုင်ငန်းနှစ်ခန်းတွေကျွန်တော်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုကျွန်တော်ဆက်ပြီးမိတ်ဆက်ပေးမယ့်နေရာလေးကတော့ဒါကျွန်တော်ရဲ့ New York building ကြီးပဲဖြစ်ပါတယ်ဒီ building မှာဆိုရင်တော့ကျွန်တော်တို့ဆိုင်ငန်းအနေနဲ့ဖွင့်လှစ်ထားတဲ့နေရာနှစ်နေရာရှိပါတယ်ဗျာဘေဒင်းရဲ့အတွင်းဘက်မှာဆိုင်ငန်းတွေအနေနဲ့လည်းမြင်တွေ့ရမှာဖြစ်သလိုအရှေ့ဘက်တဲ့မှာဆိုလည်းကျွန်တော်ဆိုင်ငန်းတွေအနေနဲ့နောက်ထပ်တစ်ခုစီစဉ်ပေးထားပါတယ်ဘယ်ဆိုင်တွေဖြစ်မလဲဆိုတော့ကျွန်တော်အတူကြည့်လိုက်ရအောင်ဒီတစ်ခေါက်ကျတော့ကျွန်တော်အရင်ဦးဆုံးအနေနဲ့ဘေဒင်းထဲမှာဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေနဲ့မိတ်ဆက်ပေးပါမယ်အခုကျွန်တော်ရောက်တဲ့နေရာလေးဆိုရင်တော့ဒါ Rebecca ရဲ့ Jewelry by Jenna ဆိုင်ပဲဖြစ်ပါတယ် Rebecca ဝင်းဖွင့်လှစ်ထားတဲ့ Jewelry by Rebecca ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်သူ့ရဲ့ဘေးမှာတော့ကျွန်တော်ဒါအရီးတောင်းနိုင်ငံကျော်အရီးတောင်းလက်ဖက်နဲ့အကျော်စုံရဲ့ပြီးတခြားသောစားတောက်ဖွယ်ရာတွေမျိုးစုံစားတောက်လို့ရမယ်ဒါဆိုင်ငန်းပဲဖြစ်ပါတယ်ဗျာအရီးတောင်းမှအရီးတောင်းဆိုတဲ့ကျွန်တော်ရဲ့ဧည့်သည်တော်များအတွက်ဒီနေရာလေးမှာလာရောက်ပြီးတော့စားသုံးလို့ရပါတယ်ဒီဘက်ဘေးနားမှာရှိတဲ့ဆိုင်ကကြတော့ကျွန်တော်လက်သေးခြေသေးလေးတွေလှုပ်ချင်တဲ့သူတွေအတွက် color room ဆိုတဲ့ဆိုင်လေးလည်းရှိမှာဖြစ်ပါတယ်။ဒါနေမကသေးပါဘူးကျွန်တော် Santaနဲ့ဘာမာစပါဆိုပြီးတော့လေကျွန်တော် spa လုပ်လို့ရတဲ့ဆိုင်နေနဲ့လည်းဖွင့်လှစ်ပြီးတော့မိတ်ဆက်ထားတဲ့ showroom ပဲဖြစ်ပါတယ်ဗျာ။ဒါအပြင်ကျွန်တော် less relax ဆိုတဲ့ကျွန်တော်ဒါရှိုးရပါတော့ကျွန်တော် relax လုပ်လို့ရတဲ့အနှိတ်ခံလို့ရတဲ့ဟာလေးလည်းရှိပါတယ်။စိတ်ပေါဝင်စားတဲ့သူတွေအားလုံးကျွန်တော်ဒီမှာလာပြီးတော့ပျော်ရွှင်စွာနဲ့နေလာကြည့်လို့ရပါတယ်ဗျသူ့ရဲ့ဘေးနားမှာတော့ U9 ဆိုတဲ့အားကစားပစ္စည်းဆိုင်ပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဒါဘောလုံးဂျာစီဝတ်စုံတွေကိုအဓိကထားပြီးတော့မိတ်ဆက်ရောင်းချပေးသွားမှာဖြစ်တယ်လို့ကျွန်တော်အမျိုးသမီးဂျင်ဝဲတွေပြီးရင်ကလေးတွေဝတ်တဲ့ရေကူးဝတ်စုံတွေကအစုံလင်စွာနဲ့ကျွန်တော် U9 အားကစားပစ္စည်းဆိုင်ကနေပြီးတော့မိတ်ဆက်ရောင်းချပေးနေတာဖြစ်ပါတယ်ကဲ New York ဇုံရဲ့အရှေ့ဘက်မှာဘယ်ဆိုင်လေးရှိလဲဆိုတော့ဆက်ပြီးတော့မိတ်ဆက်ပေးပါမယ်ဒီမှာဆိုရင်ရိုးရာဟန်ဆိုတဲ့ချီတဲ့ပိုးတဲ့ဆိုင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရိုးရာဟန်ရဲ့ဘေးနားလေးမှာရှိနေတဲ့ဆိုင်လေးကတော့ပန်တော်မူဆိုတဲ့ဒါလက်ဝဲရနာဒီဇိုင်းဆန်းဆန်းလေးတွေကိုဈေးနှုန်းတက်တာနဲ့ဝယ်ယူခြင်းရတဲ့ handmade ကိုမှချိုင်းနေတဲ့သူတွေအတွက်တကယ်ကိုအမျိုးအစားစုံလင်လာတဲ့လက်ဝဲရနာဒီဇိုင်းဆန်ကိုရောင်းချပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျာ
သူ့ရဲ့ဘေးနားမှာရှိတဲ့ဆိုင်လေးကတော့ Lady Mo ဆိုတဲ့ကချင်ရိုးရာတဲ့လေးတွေအမျိုးသမီးဝတ်တွေရောအမျိုးသားဝတ်အစိုးတွေပါမျိုးစုံရရှိနိုင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်နောက်ထပ်တစ်ဆိုင်ကတော့ကျွန်တော်တို့ဒါ Victoria ဆိုတဲ့ Burmese clothing ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ ready to wear ချီတဲ့ design လက်ရဆန်းဆန်းလေးတွေပြီး office wear လေးတွေစသည်ဖြင့်နေ့စဉ်ထားသောထားလာဝတ်စုံတွေကိုဝယ်ယူဝတ်ဆင်နိုင်မှုအတွက်တကယ်ကို ready to wear ဝတ်စုံလေးတွေကိုရရှိမှာဖြစ်ပါတယ်ဗျာသူ့ရဲ့ဘေးနားဆိုင်လေးကတော့ kit တော်ဝင်ဆိုတဲ့ပိုးတယ်ချီတဲ့လက်ရက်ကန်းတဲ့ရိုးရာတဲ့ကွန်ပျူတာစပန်တို့အမျိုးသမီးဝတ်ဒါလုံချီတွေကိုအဓိကထားပြီးတော့မိတ်ဆက်ရောင်းချပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။နောက်ထပ်ဘေးဆိုင်လေးကတော့ကျွန်တော်တက်လေဆိုရဲဒါကြောက်ပြင်လေးတွေကြောက်ပြင်နဲ့ဆက်ဆက်တဲ့ accessory လေးတွေပြီးရင်ကျွန်တော်ဒါချီရိုးရာဆောင်လေးတွေပါဝယ်ရရှိနိုင်တဲ့တက်လေဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျာ။ကဲအခုကျွန်တော်ရောက်တဲ့နေရာလေးကတော့ VV ကနေလာရောက်ဖွင့်လှစ်ထားတဲ့ဘူးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် VV အချိုရည်မျိုးစုံနဲ့အတူတူ Iron Black Sugar Free ကိုလည်းအထူးကောင်တာအနေနဲ့မိတ်ဆက်ရောင်းချပေးနေတာဖြစ်ပါတယ်ဝယ်ယူအားပေးကြမယ် VV ရဲ့ဒါမေဟောင်းမိတ်တဲ့ customer တို့ဆိုလဲကျွန်တော်အထူးအစီအစဉ်လေးလည်းစီစဉ်ထားရှိပေးပါတယ်ကဲအမောပြေပန်းပြေ Iron Black လေးပြီးလိုက်ပါအောင်မယ်အခုကျွန်တော်ရောက်နေနေရလေးကတော့ကျွန်တော်ဒါ project စနေပြီဖြစ်တဲ့ Grand Milan တို့ရဲ့အရှိမဆောက်လုပ်ထားတဲ့ဆိုင်ငန်းတွေနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာဖြစ်ပါတယ် Grand Milan တို့ရဲ့အရှိမရှိတဲ့ဆိုင်ငန်းတွေနဲ့အခုကျွန်တော်ရောက်နေတဲ့ထိတ်ဆုံးဆိုင်လေးကတော့ My Handmade သင်းနှလုံးသားဖြစ်ချုပ်လုပ်တည်ဆိုတဲ့ product ပဲဖြစ်ပါတယ်ဗျာဒီမှာဆိုရင်တကယ်ဟိုဒါချိုးရမြမရိုးရာကျွန်တော်ရဲ့အငွေ့အသက်လေးတွေပါတယ်ကြောပိုးအိတ်လေးတွေလက်ကန်အိတ်လေးတွေအစရှိသဖြင့်မျိုးစုံရရှိနိုင်မဲ့ brand လေးတစ်ခုလည်းဖြစ်ပါတယ်ဗျာဒီမှာဆိုရင်ကျွန်တော်တို့ဒါ My Handmade သင်းဘာမာရဲ့ local bag နှလုံးသားဖြစ်ပြုလုပ်တည်ဆိုရဲအိတ်အမျိုးအစားစုံစုံလင်လင်နဲ့ရရှိနိုင်မဲ့အထူးကောင်တာကြီးပဲဖြစ်ပါတယ်ဗျာစိတ်ဝင်စားကြတယ်ကျွန်တော်တို့ရဲ့အိတ်ချစ်သူတွေအတွက်ဒီနေရာလေးမှာလာရောက်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ဟုတ်တယ်ကဲဒီဘက်နေရာလေးကကြတော့ကျွန်တော်တို့ဒါ Hope Painting ရဲ့ Baji Live Session နေရာလေးပဲဖြစ်ပါတယ်အခုလိုမျိုး plain ရင်ပုံးအင်ကြီးလေးတွေကိုမြင်တွေ့ရမှာဖြစ်တယ်လို့ဒီမှာဆိုရင်ဒါ live အနေနဲ့ပကြီးလေးဆွဲထားပေးတဲ့ painting လုပ်ထားပေးတဲ့ design လေးတွေကိုလည်းရရှိမှာဖြစ်ပါတယ်ကိုယ်တိုင်ကိုကြကိုလိုချင်တဲ့ things လေးတွေ design လေးတွေကိုလာပြီးတော့တခါတည်း live session တွေနဲ့ရွေးချယ်ပြီးတော့ design လေးတွေအပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းအသိပေးပြောချချင်ပါတယ်ဗျာဒီဘက်ဘေးနားမှာဆိုရင်တော့ဒါ blind box လေးတွေဟိုမှာစိတ်ဝင်စားတဲ့သူတွေအတွက်ဒါ baby papa ရဲ့ try and accessory ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ် blind box တွေမျိုးစုံပါဗျာတက်တက်လေးရနေစပြီးတကယ်ကိုအကြီးစား site တွေအထိရရှိနိုင်မှာဖြစ်ပါတယ်သူ့ရဲ့ဘေးနားမှာရှိတဲ့ဆိုင်ကတော့စန်တာဟုတ်ပါတယ်ကျွန်တော်အခုဒီဆိုင်လေးရဆိုရင်တော့စန်တာချင်းရိုးရာအထည်တွေဖြစ်ပါတယ်ဗျာချင်းရိုးရာနဲ့ပတ်သက်တဲ့အထည်မျိုးစုံတွေကိုကျွန်တော်ဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ဘေးနားမှာတော့ကျွန်တော်တို့ဒါ Eden table garden တွေ indoor အလှပန်းပင်တွေကိုအမျိုးအစားစုံလင်စွာနဲ့ရရှိနိုင်မဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဗျာအခုရောက်နေတဲ့နေရာလေးကတော့ကျွန်တော် youth clothing ပဲဖြစ်ပါတယ်ဗျာဒါတော့တကယ်ကို ready to wear ချီတယ်လေးတွေကိုမှ design ဆန်းဆန်းလေးတွေနဲ့ဒါ ready to wear ထုတ်လုပ်ထားတဲ့ design တွေပဲဖြစ်ပါတယ်ပွဲတက်အနေနဲ့ရောထသွားထလာဝတ်စုံလေးတွေပြီးရင်ရုံတက်ဝတ်စုံလေးတွေကိုမိုက်ကလေးနဲ့ဝတ်ချင်တယ်ကျွန်တော်တို့ရဲ့မြန်မာရိုးရာပြည်တွင်းပြည်ထုတ်ကုန်ပေါ်မှာအားပေးချင်တယ်ဆိုရင်တော့ youth clothing လေးမှာလာရောက်ပြီးတော့လေးလာကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျာကဲဒီဘက်မှာတော့ကျွန်တော်ဒါနောက်ထပ်တစ်ဆိုင်အောင် Handy Local Clothing ပဲဖြစ်ပါတယ်ပြည်တွင်းပြည်အထည်အလိပ်တွေကိုအသုံးပြုပြီးတော့အခုလိုမျိုး printing ထုတ်ထားတဲ့အိတ် design လေးတွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဗျာအဲ့မှာဆိုရင်လည်းဒါရိုးရာအမျိုးသမီးဝတ်ဒါချိတ် design လေးတွေကိုမှဒီဘက်မှာဆိုရင်တကယ်ကိုjacket ပုံစံမျိုးလေးနဲ့ပြန်ချုပ်ထားတဲ့လောက်jacket အိမ်လေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်သူ့ရဲ့ဘေးနားမှာတော့ကျွန်တော် Burma Leaf botanical printing ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်အဓိကတော့ကျွန်တော် print လုပ်ထားတဲ့wall လေးတွေကိုရရှိမှာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဒီဘက်မှာဆိုရင်လည်းဒါဘာရိုးရာအခါရိုးရာအစလေးတွေကိုအသုံးပြုပြီးတော့ကျွန်တော် jacket အနေနဲ့ထုတ်ထားတဲ့ design လေးတွေလည်းရရှိမှာဖြစ်ပါတယ်ဒီဘက်ဘေးနားမှာဆိုရင်တော့ကျွန်တော်ဒါ B blind box ဖြစ်ပါတယ် B blind box ကနေပြီးတော့ဒါ blind box လေးချိန်တဲ့သူတွေအတွက်ဆိုလဲတကယ်ကိုတက်တလေးတွေအနေစတယ်မျိုးတကယ်ကိုအကြီးတွေအထိနောက်ဆုံး update design လေးအထိရရှိနိုင်တဲ့
ကောင်တာလေးဖြစ်ပါတယ်ဗျာကဲသူ့ရဲ့ဘေးနားမှာတော့J Handmade မဂျူနီရဲ့ဆိုင်လေးပဲဖြစ်ပါတယ် Handmade ကိုမှ Chinese တက်တဲ့သူတွေတကယ်ကိုလာရောက်လေးလာကြည့်ရှုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျာတကယ်ကိုအနုစိတ်ပြီးတော့တည်တည်ချာချာနဲ့ဒီဇိုင်းထုတ်ထားတဲ့ပြီးရင်အိတ်ကလေးတွေကာလာစုံစုံလေးနဲ့ရရှိမှာဖြစ်ပါတယ်မဂျူနီနဲ့ဗာများပြောချင်တာရှိလဲဒုတိယနေ့လေးမှာလာပြီးတော့ကြည့်နေတဲ့ပရိသတ်တွေကို ကိုယ်တိုင်လှုပ်ထားတဲ့အတွက်ကိုလာရောက်အားပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်လို့ မနေ့ကတရက်ရှိသေးတယ် တရက်ရှိပါသေးတယ်လို့ဟုတ်ကဲ့ပါရှင် ကျေးဇူးပါမ thank you နော်ကဲနောက်ထပ်တစ်ဆိုင်လေးဆက်သွားပါမယ်ဒီဆိုင်ကတော့ကျွန်တော်တို့ဒါ JJ ကြောက်စိမ့်တဲ့ဆက်ဆက်ပစ္စည်းတွေကိုကျွန်တော်အဓိကထားပြီးတော့မိတ်ဆက်ရောင်းချပေးနေတဲ့ကောင်တာပဲဖြစ်ပါတယ်ဗျာလက်ဝတ်ရတနာတွေကိုမှစိတ်ဝင်စားတဲ့ကြောက်စိမ့်တဲ့တခြားသောလက်ဝတ်ရတနာဒီဇိုင်းဆန်းလေးတွေကိုမှစိတ်ဝင်စားတဲ့သူတွေအတွက်ဒီကောင်တာလေးမှာလည်းလာရောက်ပြီးတော့ကြည့်ရှုအားပေးနိုင်ဖို့အတွက်ကိုလည်းဖိတ်ခေါ်ပါရစေဒီဘက်မှာတော့ဒါဟုတ်ပြနိဗ္ဗာန်ကုံရောင်းချပေးတဲ့နေရာလေးပဲဖြစ်ပါတယ်ကို့အတွက်ဒါအိမ်အတွက်ပေါ့နော်နိဗ္ဗာန်ကုံနဲ့ပတ်သက်တဲ့လိုအပ်တဲ့ပစ္စည်းလေးတွေကိုတနေရာထဲမှာဝယ်ယူနိုင်ဖို့အတွက်ဖွင့်လှစ်ထားတဲ့နိဗ္ဗာန်ကုံဆိုင်လေးပဲဖြစ်ပါတယ်ဗျာအခုကျွန်တော်ရောက်နေနေရလေးကတော့ Living Square ကနေပြီးတော့မိတ်ဆက်ရောင်းချပေးနေတဲ့နေရာလေးပဲဖြစ်ပါတယ် Living Square ကနေပြီးတော့ဒါအိမ်အတွက်လိုအပ်တဲ့အိမ်သုံးဆောင်ပစ္စည်းတွေအိယာခန်းဝင်ပစ္စည်းတွေစသည်ဖြင့်ပေါ့နော်ကျွန်တော်တို့ဒါ showroom အနေနဲ့မိတ်ဆက်ရောင်းချပေးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဗျာဒီအထဲမှာဆိုရင်ဒါ Living Square ကထုတ်လုပ်ထားတဲ့မိတ်ဆက်ရောင်းချပေးထားတဲ့အိယာခင်းတွေပြီးရင်မွေးရာတွေအစရှိသဖြင့် sofa set တွေခန်းဝင်ပစ္စည်းမျိုးစုံကိုတနေရာထဲမှာပဲတကယ်ကိုဒါအထူးစင်းလုံးတွေနဲ့မိတ်ဆက်ရောင်းချပေးနေနေရပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီခမ်းမနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ Living Square နဲ့ပတ်သက်ပြီးတော့ဗာများဒီ night market နဲ့မိတ်ဆက်ပေးပါအောင်ဗျ။ ဟုတ်ခင်ဗျမင်္ဂလာပါဒါကျွန်တော် Living Square Company ကတင်သွင်းထားတဲ့ဟိုအိမ်သုံးပစ္စည်းတွေပေါ့မှုရတွေဂရင်းတွေကျွန်တော် batch တွေကိုကျွန်တော် buy one get one အစီအစဉ်လည်းရှိတယ်50% discount တွေလည်းရှိပါတယ်ခင်ဗျအဲ့ဒါကိုဒီ23 24 25ပေါ့နော်3ရက်အတွင်းမှာထူးခြားတဲ့ discount တွေနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီလိုဖက်လုံးတွေဆိုရှင်လေဒါ6000ခွဲပေါ့နော်ဒါဟိုမှာကျွန်တော်တို့ buy one get one တွေရှိတယ်50% discount ရှိတယ်40% discount ရှိတယ် discount များစွာနဲ့ရောက်အခုကာလကလေရန်အေးတယ်လေအေးတဲ့ကာလမှာကျွန်တော်တို့ဒီဟီတန်ဒီဟီတာလေးဝတာဟီတာလေးတွေဒါဆို Steven Electron ပေါ့နော်ဒါလေးသုံးလို့ရတယ်ဒါလေးသုံးလဲအပြင်အကျော်လဲပြည်တယ်အညောင်းလဲပြည်တယ်တော့ကျွန်တော် promotion မှာရှိလဲ promotion ကျကျွန်တော်20% discount ရှိပါတယ်20% discount ပါဟုတ်ပြီဗျာဒါကတော့ Living Square မှာအမြဲအားပေးနေတဲ့ပရိသတ်တွေဆိုကျွန်တော်အထူးမိတ်ဆက်ပေးစရာမလိုပါဘူးเนาะကန်နီဘိုတို့ Living Square ဆိုတာတကယ်ကိုဒါတွဲရက်ပဲအဲ့မှာဝယ်အားပေးကြမဲ့ customer ဒီရက်တောင်းရှိအကိုပြောသွားသလိုပါပဲတကယ်ကို buy one get one တွေရော50 40 30အထိ discount တွေချပြီးတော့ရောင်းချပေးနာမို့လို့ဒီ3ရက်အတွင်းမှာအမြန်ဆုံးလာဝယ်အားပေးနိုင်ဖို့အတွက်ကိုလည်းအားလုံးဖိတ်ခေါ်ကြပါတယ်ဗျာဒါတော့ကျွန်တော် Hope at Home ဆိုတဲ့အိမ်ချက်လက်ရာအရသာစစ်စစ်ကိုစားကျင်တဲ့သူတွေအတွက်ဒါမိတ်ဆက်ပေးထားတဲ့ကောင်တာကြီးတစ်ခုပဲဖြစ်ပါတယ်ဒီဘက်အချမ်းမှာတော့ဒါတဘာဝငှက်တိုက်စစ်စစ်ကိုမှကျွန်တော်တို့ရဲ့ Hope Cafetopia ဘိတ်တဘာဝငှက်တိုက်စစ်စစ်ကိုအထူးမိတ်ဆက်ရောင်းချပေးနေတဲ့ကောင်တာပဲဖြစ်ပါတယ်ဗျာငှက်တိုက်ကိုဒါတောက်သုံးခြင်းနဲ့တကယ်ကိုတဘာဝငှက်တိုက်ကိုမှစိတ်ဝင်စားရဆိုတဲ့သူတွေအတွက်လာရောက်ပြီးတော့လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာကဲကျွန်တော်အခုရောက်နေရတော့လက်ဆောင်လေးတွေပေးတဲ့အထူးကောင်တာကြီးပဲဖြစ်ပါဒီကောင်တာမှာကတော့ဘယ်လိုမျိုးလေးလဲဆိုတော့ကျွန်တော်တို့ဒါအိမ်မိုင်ဆိုဟိုရန်ကုန်ကနေပြီးတော့ချင်းမပြုတ်လို့ပေးတဲ့ Snowlit Night Market မှာအထူးသီးသန့်အနေနဲ့ပေါ့နော်ကျွန်တော်ဖိတ်စာနဲ့တကွာဖိတ်ထားတဲ့ဧည့်သည်တော်တွေရှိပါတယ်အဲ့မှာဆိုရင်လည်းဒါတကယ်ကိုစီးပွားရေးလုပ်ငန်းရှင်တွေပြီးရင်အမှုပညာရှင်တွေစသဖြင့်ကျွန်တော်ဒီကနေ့မှာအထူးဖိတ်ကြားတဲ့ဧည့်သည်တော်တွေကဖိတ်စာနဲ့တကွာတက်ရောက်လာပြီးဆိုရင်ဝင်ပေါက်နားမှာအရင်ဦးဆုံးအိမ်မိုင်ဆိုဟိုရဲ့ဝင်ပေါက်ရှိမှအရင်ဦးဆုံး register ပြုလုပ်ရမှာဖြစ်ပါတယ် register ပြုလုပ်ပြီးဆိုရင်တော့အခုကျွန်တော်တို့ရောက်ရှိနေတဲ့ modern pair အရှိမဒီမှာဆိုရင်ဒါလက်ဆောင်လေးထုတ်လို့ရတဲ့ door kit counter ပဲရှိပါတယ်ဗျာဒီ door kit counter မှာလာရောက်ပြီးတော့လက်ဆောင်လေးထုတ်ယူပေးရမှာဖြစ်ပါတယ်သူ့ရဲ့အနောက်ဘက်မှာရှိတဲ့နေရာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ဒါ Eversea ကိုကနေတင်သွင်းဖြန့်ချီရောင်းချပေးနေတဲ့ Carnival brand ပါဝင်တခြားသောဒါ cosmetic တွေ skincare brand တွေဖြစ်တဲ့ Crochet Life Shower Score LE Free Press စသည်ဖြင့်ကျွန်တော်တို့တကယ်အမျိုးအစားစုံလင်လာတဲ့ cosmetic တွေပြီးရင် skincare product တွေကိုဒါ up to 50% off ပြီး special offer နဲ့ရောင်းချပေးသွားမယ့်အစီအစဉ်တွေ buy one get one ပြီး up to 50% အထိအထူး discount တွေနဲ့မိတ်ဆက်ရောင်းချပေးသွားမယ့်အစီအစဉ်တွေနဲ့ဒီ3ရက်တာကာလကိုရောင်းချပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်မို့လို့ကိုယ့်အတွက်ပေါ့နော်ဒါ skin care ဝယ်ခြင်းလို့ပဲဖြစ်ဖြစ် cosmetic ဝယ်ခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ Carnival counter ကိုအရောက်လှမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ရောက်နေနေရလေးဆိုရင်တော့ Modern Paris ရဲ့ရှေ့အောက်ဖက်မှာပေါ့နော်ကျွန်တော်ဒီ showroom မှာဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေ
နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်အရင်ဦးဆုံးတွေ့ရမှာတော့ဒီကနေ့ပွဲလာတဲ့သူတွေကိုအမှတ်တရဓာတ်ပုံလေးတွေအခမဲ့ရိုက်ပေးနေတဲ့စတူဒီယိုတစ်ခုရှိပါတယ်ဗျဒီစတူဒီယိုကတော့ Re Studio ပဲဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော်တို့ပိုတိုနဲ့ပတ်သက်တဲ့ package တွေကိုတကယ်ကိုဒါအထူး discount တွေနဲ့မိတ်ဆက်ရောင်းချပေးနေတဲ့နေရာပဲဖြစ်ပါတယ်ဗျာအလားဓာတ်ပုံလေးစမ်းသက်ပြီးတော့ရိုက်ကူးခြင်းတဲ့သူတွေအတွက်ကိုလည်းဒီကနေ့မှာဆိုအခမဲ့ပေါ့နော်အမတ်တရဓာတ်ပုံလေးရိုက်ကူးနေအဆွဲအကြောင်းလေးလည်းသတင်းကောင်းလေးပေးချင်ပါတယ်ကဲကျွန်တော်တို့အရင်ဦးဆုံးသွားပြီးတော့ဆက်စုလိုက်ရအောင် Re Studio မှာဘာတွေလုပ်နေလဲဆိုတာအခုဆိုရင်ကျွန်တော် Re Studio မှာအမှတ်တရမတန်းတဲ့ပုံလေးတွေကိုလာပြီးတော့ဒီပွဲကိုပျော်ရွှင်စွာနဲ့ရောက်ရှိနေကြဧည့်သည်တော်တွေကိုလည်းဒါအမှတ်တရတဲ့ပုံလေးတွေအခမဲ့ရိုက်ပေးနေတာဖြစ်ပါတယ်ဒါတွေမကသေးဘူးပြ Re Studio ကနေပြီးတော့အလားတဲ့ပုံ package တွေပြီး wedding တွေအစရှိတင်ဖြစ်ပေါ့နော်ကျွန်တော်ဂျိုက်ကူးခြင်းတဲ့သူတွေအတွက်ကိုလည်းဒီမှာလာပြီးတော့တခါတည်း booking လေးတွေအပ်သွားလို့ရပါတယ်အထူး special promotion တွေနဲ့ကျွန်တော် Re Studio ကနေပြီးတော့ဒါအကောင်းဆုံးသောဝန်ဆောင်မှုတွေနဲ့ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တရက်တည်းမဟုတ်ဘူးဗျာကျွန်တော်မနက်ဖြန်တရက်ကြံပါသေးတယ်ဒါကြောင့်မို့လို့အလားတက်ပုံရိုက်ချင်လို့ပဲဖြစ်ဖြစ်မင်္ဂလာဆောင် wedding အခမ်းအနားတွေပြီးရင်တခြားသောမွေးနေ့စသည်ဖြင့်ပေါ့နော်ကျွန်တော်တို့ပွဲအခမ်းအနားတွေအတွက်အမှတ်တရဓာတ်ပုံလေးရိုက်ကူးချင်တယ်ဆိုတော့ Re Studio မှာလာရောက်ပြီးတော့စုံစမ်းနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းအားလုံးသတင်းကောင်းလေးပေးချင်ပါတယ်ဗျာကဲပကြီးပြာကန်းလေးကိုကျွန်တော်တို့ရောက်ရှိလာပြီဖြစ်ပါတယ်ဒီပကြီးပြာကန်းကတော့ဖုံးမြက်ရဲ့ဒါ art gallery ပဲဖြစ်ပါတယ်တကယ်ကိုလူငယ်လေးတယောက်ကနေပြီးတော့ဆွဲထားတဲ့ပကြီးလက်ရာဒီဇိုင်းစမ်းပေါင်းများစွာကိုတကယ်ကိုစိတ်ဝင်စားဖွယ်ရာမြင်တွေ့ရမှာဖြစ်ပါတယ်ဗျာပကြီးပြကန်းမှာဒါဖုံးမြက်ရဲ့ solo collection လေးတွေကိုပါအသေးစိတ်တစ်ခုချင်းစီမိတ်ဆက်ထားလည်းမြင်တွေ့ရမှာဖြစ်သလိုဝယ်ယူအားပေးခြင်းကြတယ်မိဘပြည်သူများအနေနဲ့လည်းဒါပကြီးကောင်းအောင်မှာမြင့်မြတ်နုံနုံတန်ဖိုးထားပြီးတော့ဝယ်ယူအားပေးခြင်းတဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဈေးနှုန်းလေးတွေနဲ့သတ်မှတ်ပြီးတော့မိတ်ဆက်ရောင်းချပေးနေတာဖြစ်ပါတယ်ဗျာလာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်မှုအတွက်ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့နေရာလေးကတော့ဒါ Modern Paris ရဲ့အယောင်နေရာပဲဖြစ်ပါတယ် Soho ရဲ့ဒါဆေးကောင်တာကြီးလို့လည်းပြောလို့ရပါတယ်ဗျာကျွန်တော်ဒီကနေ့ Soho ရဲ့အိမ်မိုင် Soho ရဲ့တကယ်ကိုဒါအယောင်ကောင်တာကြီးမှာစိတ်ပါဝင်စားတဲ့မိဘပြည်သူများအနေနဲ့ပေါ့နော်ကျွန်တော်ခုနမြင်တွေ့ခဲ့ရ New York ပြီးရင်အခုစပြီးတော့ project စတင်နေပြီဖြစ်တဲ့ Grand Milano ပြီးရင်အခုဒါ Modern Paris အစရှိသည့်ဖြင့်စိတ်ပါဝင်စားကြတဲ့မိဘပြည်သူများအနေနဲ့ကျွန်တော်ရဲ့ဒီအိမ်မိုင်ဆိုရဲ့ဆေးကောင်တာမှာလည်းအသေးစိတ်လာရောက်ပြီးတော့စုံစမ်းမေးမြန်းနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းအားလုံးသတင်းကောင်းလေးပါချင်ပါတယ်ဗျာကျေးဇူးထူးပဲတင်ရှိပါတယ်